ပကန့်စေးတာနဲ့အိမ်တန့်ရှင်းရေးလုပ်တာတွေကိုလူချမ်းသာသားလေးတယောက်ကလိုလိုလားလားလုပ်ပေးနေတာကိုမြင်တော့အားလုံးကအထင်ကြီးသွားကြတယ်။ဇီဟန်တယောက်ရှောင်ရဲ့အိမ်ကိုအလဲလာတော့ကလှုပ်ဆောင်ချက်တွေကိုကြည့်ရင်ကောင်းလေးနှစ်ယောက်ကြားကထူးဆန်းတဲ့ပြိုင်ဆိုင်မှုကတိတာနေပါတယ်။ရှောင်ကတော့ဇီဟန်ဟာသူမကိုတကယ်သဘောကျနေတာပဲလို့စိတ်ထဲမှာပို့ပြီးအခိုင်အမာယုံကြည်သွားခဲ့တယ်။သူကလူအများရှိမှထုတ်မပြရဲလောက်အောင်ရှက်နေတာလို့ပဲသူမကထင်နေတာပါ။နောက်တနေ့မနက်မှာတော့ရှောင်ကဇီဟန်ကိုပထမဆုံးအကြိမ်အဖြစ်အပြင်သွားဖို့စတင်ဖိတ်ခေါ်ခဲ့တယ်။ဇီဟန်ကလည်းဒီချင်းတွေးမှုအတွက်တေချာပြင်ဆင်ခဲ့ပေမဲ့ရှောင်ရွေးချယ်လိုက်တဲ့နေရာကအနှဲငယ်အနေရရှိနေခဲ့ပါတယ်။အချင်းများရာကနေခဏတာရံပွဲလေးဖြစ်ပွားခဲ့ပြီးနောက်မှာတော့ဇီဟန်ဟာရှောင်ကိုအိမ်ထိလိုက်ပူပေးရင်းခြေထောက်နာပြီးထောနေဖြစ်ကြံခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲလှေကားပေါ်မှာရက်နေတဲ့လန်ချောင်ကသူတို့နှစ်ယောက်အတူရှိနေတာကိုမြင်သွားခဲ့ပါတယ်။လန်ချောင်ကဇီဟန်ဟာသူမနာကိုကတ်တာတခြားရည်ရွယ်ချက်ရှိနိုင်တယ်လို့သတိပေးခဲ့ပေမဲ့ရှောင်ကတော့ဇီဟန်ဟာသူမကိုတကယ်ပဲစိတ်ရင်းနဲ့သဘောကျနေတာလို့အပြစ်ကင်းစွာပြန်ပြောခဲ့ပါတယ်။နောက်တစ်ခါအတန်းတက်ချိန်မှာတော့ဇီဟန်ဟာသူသဘောကျတဲ့မိန်းကလေးကိုမြင်ရဖို့အတွက်တခြားအတန်းတွေကိုတိုးတိတ်သွားခဲ့ပြန်တယ်။တခြားចောင်းသားတွေရဲ့ဆက်နောက်တာကိုခံရပေမဲ့သူကတော့ယုံကြည်မှုအပြည့်နဲ့အတန်းတွေကိုလှမ်းဝင်သွားခဲ့ပါတယ်။ရှောင်ရဲ့တငယ်ချင်းဖြစ်သူကဇီဟန်ဟာသူတို့အတန်းထဲကိုသူမအိမ်တော်ပြုဖို့ကြံစီနေပုံရတယ်လို့နောက်ပြောင်လိုက်တဲ့အခါမှာတော့ရှောင်ကဝမ်ဘတ်ကိုချက်ချင်းလှည့်ကြည့်လိုက်ပြီးဝမ်ကရှောင်ကိုကြည့်ပြီးညှင်းဆန်တဲ့သဘောနဲ့ခေါင်းခါပြလိုက်ပေမဲ့ရှောင်ကတော့ဇီဟန်တစ်ချိန်ကပြောခဲ့ဘူးတဲ့ချိုးသားတဲ့စကားတွေကိုယုံကြည်နေတော့မှာပဲသူမဟာရုတ်တရက်အပြုံးတွေပျောက်ကွယ်မသွားခင်ထိပျော်ပျော်ရွှင်ရွှင်ပြုံးရည်ပြီးစကားပြောနေခဲ့တာပါတကယ်တော့ဒီနေ့ကမိဘဆရာတွေ့ဆုံပွဲနေ့ဖြစ်ပြီးရှောင်ကစာမွေးပွဲမှာအမတ်တွေအများကြီးရောက်ခဲ့ပါတယ်။သူမရဲ့ဖခင်တည်သွားမှာကိုကြောက်တာကြောင့်အစည်းအဝေးကို2 နာရီနောက်ဆုတ်လိုက်တယ်လို့လိန်ပြောခဲ့ပါတယ်။သူမရဲ့ဖခင်ရောက်လာတဲ့အချိန်မှာအစည်းအဝေးပြီးသွားလောက်ပြီလို့ဝမ်ကမျှော်လင့်နေတာပါ။တစ်ချိန်တည်းမှာပဲရှောင်ရဲ့မိဘတွေကအလုံများနေတာကြောင့်အစည်းအဝေးတက်ဖို့လန်ချောင်ရဲ့မိခင်ကိုအကူအညီတောင်းခဲ့ကြပါတယ်။သူမထိုင်လိုက်တာနဲ့တပြိုင်နက်ကြော်ရှင်းတဲ့အရှိန်အဝါတွေရှိနေတဲ့အမျိုးသမီးတစ်ယောက်ရှောက်လာတာကိုသတိထားမိလိုက်ပါတယ်။ထိုမျိုးသမီးကဇီဟန်ရဲ့မိခင်မှန်တီးလိုက်ရတဲ့အခါမှာတော့သူမဟာလန်ချောင်ကိုရုတ်တရက်ထောက်ခံပေးဖို့ချက်ချင်းပဲဆုံးဖြတ်လိုက်ပါတယ်။ဇီဟန်ကအိမ်မှာရှောင်အကြောင်းအမြဲပြောလေးရှိတယ်လို့ဇီဟန်ရဲ့မိခင်ကဆိုပါတယ်။ရှုံးမပေးခြင်းနဲ့လန်ချောင်ရဲ့မိခင်ကလည်းရှောင်နဲ့လန်ချောင်တို့ဟာငယ်တငယ်ချင်းတွေဖြစ်ခဲ့ကြတာလို့အခိုင်အမာပြောလိုက်ပါတယ်။ဇီဟန်ရဲ့မိခင်ကတော့တီတီငိမ့်နဲ့ပဲရှောင်းတဲ့ဇီဟန်ကထိုင်ကုန်ဖော်ရီဆိုတော့နောက်ပိုင်းမှာသူတို့ကြားမှာတန်ရောစင်တွေပို့တိုးလာဖို့အခွင့်အရေးတွေအများကြီးရှိလာမှာပါလို့ပြန်လဲတုံ့ပြန်လိုက်ပါတော့တယ်။နောက်ထပ်အပိုင်း14တင်ပေးမှာမိုးကြတော့တို့ရဲ့မောင်စော်မှုဒီကက် channel လေးကို like and follow လုပ်ခဲ့နော်